ဆူတောင်းလေးကောင်းလိုက်တာအကယ်၍အသက်ရှည်ရှည်နေခွင့်ရခဲ့မယ်ဆိုရင်ပေါ့။အိုမင်းမစွမ်းနဲ့ဘသူမှကူမထမ်းကျင်တဲ့အရွယ်အနေထားထိအသက်ခန္ဓာကိုမရှိလိုပါဘူး။ဩဃာသကြောကျိုးနဲ့ငါးပါးတီလာကိုလက်ကိုပါဇက်နဲ့ရွတ်ဆိုရှင်ခိုးနိုင်တဲ့အရွယ်အစားထိပဲနေသွားခြင်းတယ်။ကိုလက်ကိုပါဇက်နဲ့စွန်းတော်ပန်းတော်ကတ်သွားနိုင်တဲ့အရွယ်စီပဲနေခြင်းပါတယ်။ကိုလက်ကိုပါဇက်နဲ့ရေတော်မီးတော်ကတ်နိုင်တဲ့အရွယ်အစားထိပဲနေသွားခြင်းပါတယ်။ကိုချေကိုလက်နဲ့ခူးခတ်စားနိုင်တဲ့အရွယ်အစားထိပဲနေသွားခြင်းတယ်။ကိုချေကိုလက်နဲ့အိယာပြင်နိုင်တဲ့အရွယ်စားထိပဲနေသွားခြင်းပါလေကိုချေကိုလက်နဲ့ရေအိမ်တက်နိုင်တဲ့အရွယ်စားထိပဲနေသွားခြင်းတယ်ကိုချေကိုလက်နဲ့ရေခတ်ချိုးနိုင်တဲ့အရွယ်ထိပဲနေသွားခြင်းတယ်အိုမင်းမဆန်ဖြစ်သွားလို့ဆိုပြီးတဦးတယောက်ရဲ့ပမာမခန့်ပြူတာမျိုးလည်းမခံခြင်းသလိုတဦးတယောက်ရဲ့ညှို့ညင်ပြစ်တင်တာမျိုးကိုလည်းမခံခြင်းဘူးကိုကြောင့်ဘဲကလေးတငယ်ကိုမှလည်းအပြစ်မဖြစ်စေခြင်းသလိုဘဲကလေးတငယ်ကြောင့်မှလည်းကိုဟာအပြစ်အဖြစ်မခံနိုင်ဘူးကိုချီဝဲသေးဝဲတွေကိုဘသူ့မှလည်းမလျှော်ဖို့စေခြင်းသလိုချီလွတ်သေးလွတ်နဲ့တတိမလွတ်သေးတဲ့အရွယ်စားလောက်ထိပဲနေသွားခြင်းတယ်အကယ်၍အသက်ရှည်ရှည်နေခွင့်ရခဲ့မယ်ဆိုရင်ပေါ့ယတနာ၃ပါးကိုယတနာ၃ပါးလို့အတိမတ်ပြုနိုင်တဲ့အရွယ်စားထိပဲနေသွားခြင်းတယ်အတိတတိလွတ်ပြီးတော့ရင်ထဲမှာဖျားတရားမရှိကိုယ်ခန္ဓာမှာဘာဝဲစားမှမရှိတဲ့အထိတော့နေမသွားခြင်းပါဘူးကိုမိခိုးရမယ့်ပတ်ဝန်းကျင်ကိုအားနာတယ်ကိုကြောင့်သူတို့မနိုင်မနှင်းဖြစ်ရှာမှာကိုလေစိုးရိမ်နေ